ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခုဗီဒီယိုလေးကတော့ကျွန်တော်တို့ဒီတမချန်းစာခေါင်းစဉ်ကိုတချင်းလေးနဲ့ဆိုပြမှာဖြစ်ပါတယ်ပြီးတော့မှကျွန်တော်တမချန်းစာရဲ့ခေါင်းစဉ်တွေကိုဘယ်လိုမျိုးအုပ်စုတွေနဲ့ခွဲထားလဲဆိုတဲ့ဟာကိုလည်းကျွန်တော်နဲ့ပြောပြသွားမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်မိတ်ဆွေအားလုံးပဲအဆုံးထိလိုက်ပါကြည့်ရှုနားထောင်ပေးပါလို့ဖိတ်ခေါ်လိုပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်ဒီမဟောင်းကျန်းတဲ့ကတမချန်းစာခေါင်းစဉ်တွေကိုတချင်းလေးနဲ့ဆိုပြမှာပဲဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေတွေလည်းရတဲ့လူတွေလည်းဆိုလို့ရပါတယ်အကယ်၍မရသေးတဲ့လူတွေရှိရင်လည်းနားထောင်ပေးပါလို့ပြောပြပေးချင်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်အခုပဲစပြီးမှဆိုပြပါမယ်ကဘာဥထမြောက်ရာဝေပြူရတော်လေရာတရားဟောရာယောရှုမဆာတရားသူကြီးမဆာရူတာဝတ္ထုလေပါဓမ္မရာဆိုရင်၄ဆောင်လဲမချမ်းရာဆိုရင်ကျုံနှစ်ဆောင်ဣသရာမဆာနေဟမိဣတတာယောဘဆာလံတုတ်တန်ဒေသနာရှောလမုန်ဟိရှာယာယေရမိအနာဂတိကျမ်းယေရမိမိတန်စကာယေဇကြည်လာဒံယေလာဟောရှိယောလာအာမောအောဟမ်တိယောနာမေခာနာဟုံဟဘကုစေဖနီဟကေဇာခရီမာလခိဟုတ်ပြီကျွန်တော်ဒီချင်းလေးကိုနောက်တစ်ခေါက်အနေနဲ့ပြန်ပြီးတော့မှစူပြသွားပြီးမှဖြစ်ပါတယ်ဟုတ်ကဲ့နောက်တစ်ခေါက်ပြန်ပြီးတော့မှနားထောင်ရင်းနဲ့လိုက်ပြီးမှစူလို့ရပါတယ်ကဘာဥထမြောက်ရာဘူပြူရတော်လေရာတရားဟောရာယောရှုမဆာတရားသူကြီးမဆာရူတာဝတ္ထုလေပါဓမ္မရာဆိုရင်၄ဆောင်လင်းမချမ်းရာဆိုရင်ကျုံနှစ်ဆောင်ဣသရာမဆာနေဟမိဣတတာယောဘဆာတုတ်တန်ဒေသနာရှောလမုန်ဟိရှာယာယေရမိအနာဂတိကျမ်းယေရမိမိတန်စကာယေဇကြည်လာဒံယေလာဟောရှိယောလာအာမောအောဒီယောနာမေခာနာဟုံဟဘကုစေဖနီဟကေဇာခရီမာလခိကဲဒီတချင်းလေးကိုကျွန်တော်တို့ကိုယ်နဲ့ကိုယ်လိုက်ဆိုလို့လည်းရပါတယ်ကျွန်တော်တို့3 4 5ခါလောက်ဒါမျိုးနားထောင်ခြင်းအပြင်လည်းကျွန်တော်အနေနဲ့ကြာသွားတဲ့ခါမှာအလို့ရသွားနိုင်မှာပဲဖြစ်ပါတယ်ဟုတ်ကဲ့နောက်ပြီးမှကျွန်တော်ဓမ္မတိကျမ်းစာခေါင်းစဉ်တွေကိုတချင်းအနေနဲ့ဆိုပြသွားပြီးမှာပဲဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ဒီခါမှာတော့ဓမ္မတိကျမ်းစာတွေရဲ့ခေါင်းစဉ်တွေကိုကျွန်တော်တို့အလို့ရပွင့်ရအတွက်တချင်းလေးကိုကျွန်တော်အနေနဲ့ဆိုပြပေးမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ပထမဆုံးတစ်ခေါက်ဆိုပြမယ်နော်အားလုံးပဲအတူတူကနားဆင်ကြရအောင်မမာလူယောတယောကောဂလာအေဖီကောတတိတီတူဖီလေဟေပြဲနိရာပေယောယူပြမနော်ကျွန်တော်လွယ်လွယ်လေးပဲနော်ဒီဘက်ကျွန်တော်တို့ဒီမှာကျန်းစာအုပ်မှာပါတယ်အလေမှာနော်သူအတူကောက်လေးရေးပြထားပေးရဖြစ်ပါတယ်အဲ့ဒါလေးကိုကျွန်တော်အနေနဲ့ကြည့်ပြီးမှလိုက်ပြီးတော့ဆူလို့ရပါတယ်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်နောက်တစ်ခေါက်ပြန်ပြီးတော့မှဆူပြပေးပါမယ်မမာလူယောတယောကောဂလာအေဖီကောတတိတီတူဖီလေဟေပြဲနိယာပေယောယူပြဒီချင်းတွေကတော့အရင်ကိုလွယ်ကူပါတယ်တကယ်လို့ကျွန်တော်အနေနဲ့ဒီချင်းလေးတွေကိုအလှရသွားပြီဆိုရင်တော့ကျွန်တော်တို့တမချန်းစာလှန်တဲ့အခါမှာအရင်ကိုလွယ်လွယ်ကူကူနဲ့လှန်လို့ရမှာပဲဖြစ်ပါတယ်။ဒါဆိုကျွန်တော်တို့ကိုခင်မှာလည်းတချို့တမချန်းစာခေါင်းစဉ်တွေကိုအလှမရသေးတဲ့လူတွေအတွက်လည်းကျွန်တော်ဒါမျိုးလေးတချင်းလေးကိုမှတ်ထားခြင်းအပြင်အလှရခြင်းအပြင်ကျွန်တော်အနေနဲ့တမချန်းစာလှန်တဲ့အခါမှာအလွယ်တကူလှန်လို့ရမှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်အခုဒီခေါက်မှာတော့
အဲဒီခါမှာတော့ကျွန်တော်ကဒီတမကျန်းစာခေါင်းစဉ်တွေကိုဘယ်လိုမျိုးအုပ်စုတွေနဲ့ခွဲထားလဲဆိုတဲ့ဟာကိုကျွန်တော်အနေနဲ့ရှင်းပြပေးမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်အခုပဲကြည့်အောင်ပါဟုတ်ပြီကျွန်တော်တို့ကဘာဦးကျန်ထွတ်မြောက်ကျန်ဝိပိယကျန်တိုးလေယကျန်တရားဟောရကျန်ဒီကျန်၅ကျန်ကိုအများစုအပြင်ပညာတော်ကျန်၅ကျန်ဆိုပြီးတော့မှသတ်မှတ်ထားတာပဲဖြစ်ပါတယ်ဟုတ်ကဲ့နောက်ပြီးတော့မှကျွန်တော်တို့ဒီယောရှုမတ်စာတရားသူကြီးမတ်စာယူတာဝတ္ထုဓမ္မရာဇဝင်ပထမဆောင်ဓမ္မရာဇဝင်ဒုတိယဆောင်ဓမ္မရာဇဝင်တတိယဆောင်ဓမ္မရာဇဝင်စရုဒ္ဓဆောင်ရာဇဝင်ကျုပ်ပထမဆောင်ရာဇဝင်ကျုပ်ဒုတိယဆောင်ဒီမှာဣစရာမတ်စာနေဟမိမတ်စာဒီမှာဧဒရာဝတ္ထုဟုတ်ကဲ့ဒီကျမ်းတွေကိုတော့ကျွန်တော်တို့သမိုင်းကျမ်းဆိုပြီးတော့မှတုံးထားတာပဲဖြစ်ပါတယ်။နောက်တော့ဒီထဲမှာကျွန်တော်တို့သမိုင်းအကြောင်းတွေပါတယ်ပေါ့နော်။ဒီယောရှုမတ်စာကသူတို့ဣသရေလလူမျိုးတွေရဲ့ခန္ဓာပြိုစစ်တိုက်တဲ့အကြောင်းတွေပေါ့။ဒီသမိုင်းအကြောင်းတွေပြီးတော့မှတရားသူကြီးမင်းလက်ထက်ကအကြောင်းတွေတို့ဒီမှာယူတာဝတ္ထုအကြောင်းတွေတို့ဓမ္မရာဇဝင်အကြောင်းတွေတို့ဒီလိုမျိုးတွေပေါ့နော်။ဒါဝိရဲ့အကြောင်းတွေဒီမျိုးအကြောင်းတွေပေါ့။ဒါတွေကိုသမိုင်းအနေနဲ့တင်ထားပဲဖြစ်ပါတယ်။အဲဒီအတွက်ကြောင့်လို့ဒီကျမ်းတွေကိုသမိုင်းကျမ်းဆိုပြီးမှခေါ်ဝေါ်သတ်ကြပါတယ်။ဟုတ်ကဲ့ပြီးမှဒီနောက်ကယောဘစာလံတုတ်တန်ဒေသနာရှောလမုန်တခြင်းဒီကျမ်းတွေကိုကြတော့ကြပြလင်္ကာကျမ်းဆိုပြီးမှသတ်မှတ်ထားပါတယ်။ဟောတော့ဒီကျမ်းတွေကတခြင်းလိုမျိုးဖြစ်တယ်။ကြပြတွေလိုမျိုးရေးဆက်ထားတာမျိုးဖြစ်တယ်။ဒီအတွက်ကြောင့်မလို့ဒီကျမ်းတွေကိုတော့ကြပြလင်္ကာကျမ်းဆိုပြီးမှခေါ်သမုတ်ကြပါတယ်။ကဲပြီးတော့မှကျွန်တော်တို့ prophet ကြီး၄ကျမ်းပေါ့နော်။အဲဒါဟေရှာယအနာဂတိကျမ်းယေရမိအနာဂတိကျမ်းယေရမိမိတန်စကားဟေဇကိလအနာဂတိကျမ်းဒံယေလအနာဂတိကျမ်းဟောဒီ၅ကျမ်းကိုတော့ prophet ကြီးကျမ်းဆိုပြီးမှခေါ်သမုတ်ကြပါတယ်။ဟောလို့ဆိုဒီကအနာဂတ်နဲ့ဆိုင်တဲ့အရာကိုသူတို့အနေနဲ့ကြိုတင်ပြီးမှဟောပြောထားတဲ့ prophet ကျမ်းတွေပဲဖြစ်ပါတယ်ဗောနော်။ဒီတဲ့ကြောင့်မို့ဒီ၅ကျမ်းကို prophet ကြီး၅ကျမ်းဆိုပြီးမှခေါ်သမုတ်ကြပါတယ်။ဟောပြီးမှကျန်တဲ့ကျမ်းတွေကတော့ prophet ၄ကျမ်းတွေဆိုပြီးမှမျိုးခေါ်သမုတ်ကြပါတယ်။သတ်မှတ်ထားကြပါတယ်။အဲဒီမှာတော့ဟေရှာယအနာဂတိကျမ်းယောလအနာဂတိကျမ်းအာမုတ်အနာဂတိကျမ်းဩဗတ္တိအနာဂတိကျမ်းယောနာဝတ္ထုမိခာအနာဂတိကျမ်းနာဟုံအနာဂတိကျမ်းဟဘကုတ်အနာဂတိကျမ်းဇေဖနိအနာဂတိကျမ်းဟဂ္ဂေအနာဂတိကျမ်းဇာခရိအနာဂတိကျမ်းမာလခိအနာဂတိကျမ်းဟောဒီကျမ်းတွေပါဝင်တာပဲဖြစ်ပါတယ်ဒါကိုကြတော့ prophet လေးကျမ်းလေးဆိုပြီးမှသတ်မှတ်ထားကြတာပဲဖြစ်ပါတယ်ဟိုဒီလောက်ဆိုရင်ကျွန်တော်တို့ဓမ္မဟောင်းကျမ်းရဲ့ခွဲထားတဲ့အုပ်စုတွေခေါ်ပေါ်တဲ့ဟောသမုတ်ကြတဲ့ခေါ်ပေါ်တွေကိုကျွန်တော်သိရှိနားလည်မယ်လို့ယုံကြည်ပါတယ်ဒီမှာကျွန်တော်တို့ဓမ္မတိကျမ်းကိုသွားအောင်ဟုတ်ပြီကျွန်တော်တို့ဒီဓမ္မတိကျမ်းမှာကျတော့ရှင်မတဲရှင်မကုရှင်လုကာခွေဝင်ရှင်ယောဟန်ခွေဝင်ဒီ၄ကျမ်းကိုတော့ခွေဝင်ကျမ်း၄ကျမ်းဆိုပြီးတော့မှခေါ်ကြပါတယ်ဒီကျမ်းရဆိုရင်တော့သခင်ယေရှုခရစ်တော်ရဲ့အကြောင်းတွေပဲဖော်ပြထားတာပဲဖြစ်ပါတယ်ဒီပြောမှကျတော့တမန်တော်ဝတ္ထုဒီတမန်တော်ဝတ္ထုကတော့တမန်တော်တွေရဲ့တမိုင်းကြောင်းပါနော်ဒီထဲမှာအစုံလေးပါတယ်ပြီးတော့မှကျတော့အသင်းတော်ရဲ့မူလအစပေါ့နော်ဒီတမန်တော်ဝတ္ထုထဲမှာပါတယ်ပြီးတော့မှတရားဒီကျန်တဲ့ကျန်နေရကျတော့ရှင်ဘောလူကနေပြီးမှရေးတဲ့စာဆောင်တွေပဲဖြစ်ပါတယ်ယောမဩဝါဒစာပြီးတော့မှကိုရင်တုပထမဆောင်ဒုတိယဆောင်ပြီးတော့မှဂလာတိဩဝါဒစာအေဖတ်ဩဝါဒစာဖိလိပ္ပိဩဝါဒစာပြီးတော့မှကိုလောသဲဩဝါဒစာတသလောနေဩဝါဒစာပထမဆောင်ဒုတိယဆောင်တိမောသေဩဝါဒစာပထမဆောင်ဒုတိယဆောင်တိတုဩဝါဒစာပြီးတော့ဖိလိမုန်ဩဝါဒစာဒီကျမ်းတွေဟာဆိုရင်တော့ရှင်ဘောလူကနေပြီးတော့မှမှာကြားလိုက်တဲ့ကျမ်းစာတွေစာဆောင်တွေပဲဖြစ်ပါတယ်အဲ့မြို့မှာရှိတဲ့လူတွေမှာလိုက်တဲ့စာဆောင်တွေပြီးမှတိမောသေတို့
ပြောကြတဲ့စာဆောင်တွေပဲဖြစ်ပါတယ်ဒါဩဝါဒစာတွေလို့ခေါ်လို့ရပါတယ်အဲ့ပြီးတော့မှကျတော့ဒီအောင်မှရှိကြတဲ့ဟိပြေဩဝါဒစာဒီမှာရှင်ရကုတ်ဩဝါဒစာရှင်ပေတုဩဝါဒစာပထမဆောင်ဒုတိယဆောင်ရှင်ဟန်ဩဝါဒစာပထမဆောင်ဒုတိယဆောင်တတိယဆောင်ဒီမှာရှင်ယူတာဩဝါဒစာဒီစာဆောင်တွေဟာဆိုရင်လည်းဩဝါဒစာဆောင်တွေပဲဖြစ်ပါတယ်ဒါတခြားသူတွေရေးတဲ့ဩဝါဒစာဆောင်တွေပဲဖြစ်တယ်အဘောဟာတွေကကြတော့တမန်တော်ကြီးရှင်ပေါလုကနေပြီးတော့မှရေးတဲ့ဩဝါဒစာဆောင်တွေပဲဖြစ်ပါတယ်ဒါအကောင်ဩဝါဒစာဆောင်တွေပဲဖြစ်ပါတယ်ဟိုဒီယောမဩဝါဒစာနေပြီးတော့မှဟိုရှင်ယူတဲ့ဩဝါဒစာထိဒါဩဝါဒစာဆောင်တွေပဲဖြစ်ပါတယ်ဒါဒီကျန်နေရဆိုရင်တော့ကျွန်တော်တို့ဘယ်လိုမျိုးအသက်ရှင်ရမယ်ဘယ်လိုလက်ရှောင်မလဲဆိုတဲ့ဟာတွေကိုပြပြထားပဲဖြစ်ပါတယ်ဟုတ်ကဲ့အောက်ဆုံးမှာကျတော့ဗျာဒိတ်ကျန်ပဲဖြစ်ပါတယ်ဒါတော့ဒီဗျာဒိတ်ကျန်ကတော့လာမယ့်အနာဂတ်မှာဘာတွေဖြစ်မလဲဆိုတဲ့ဟာကိုဗျာဒိတ်ပေးထားတဲ့ကျန်ပဲဖြစ်ပါတယ်ပရိုဖက်ကျန်လို့ခေါ်လဲရပါတယ်အနာဂတ်မှာဖြစ်မဲ့ကိစ္စအကြောင်းအရာတွေကိုရေးထားတဲ့ဟာပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်ဒီတမတ်တစ်ကျန်ရဲ့လို့ခွဲထားတဲ့ပုံစံလေးကိုကျွန်တော်အနေနဲ့နားလည်သဘောပေါက်ပဲလို့ယုံကြည်ပါတယ်ဒီမျိုးလေးကျွန်တော်တည်ထားပြီဆိုရင်ကျွန်တော်ကျန်းစာဖတ်တဲ့အခါမှာဘယ်ကျန်းကဘာကိုဆိုလိုလဲဆိုတဲ့ဟာကိုကျွန်တော်အနေနဲ့လည်းသိရှိတော့မှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေလူကြီးသူမျိုးကိုမောင်မတွေကလုံးနားလည်တယ်ဘောပေါက်တယ်ဆိုရင်တော့ကျွန်တော်ကိုကွန်မလေးမှာရေးပေးခဲ့ပါအောင်ဂိမ်းမသိတခြားမသိတာရှိသေးရင်လည်းကျွန်တော်အတူတူကဆွေးနွေးနိုင်ပါတယ်လို့ပြပြပေးချင်ပါတယ်။ဘယ်အလုံးကိုဒူပဲကျေးဇူးတင်ရှိပါတယ်။